ပြုံးထားကလေးအစာတော့တွေပုံစံမတူတော့တတိယနေအမေချက်တဲ့ဟင်းတွေဒီလိုနဲ့တနေ့ပြီးတနေ့နောက်ထပ်နေ့တွေကြော်ဖြတ်ရအောင်မတယောက်တည်းလေးအိမ်ပြန်ချိန်တွေရဲ့ဘတော်မှနေမလဲငါပြန်ချင်းပေးမယ်ခွဲမသာဘူးရဲ့ဒီနှလုံးသားကတောင်းတတဲ့တွေတွေ့ခြင်း